မင်္ဂလာပါတကယ်ချင်းတို့လေဒီနေ့တော့ဘဲဘော်လေးစိတ်ညစ်နေတယ်ဗျာဘာဖြစ်ရမလဲရွှေစည်းတို့လေဟိုရက်ကမှ360ပြီးတော့80အခု100တောင်ကျော်သွားပြီတဲ့နေဦးမနေ့ပြန်ကြရင်300များဖြစ်သွားမလားမသိဘူးဈေးကြီးကတက်လိုက်တာဗျာကျွန်တော်တို့လိုဘဲဘော်စလေးကြီးဆိုရွှေတမသားဝဲစုနိုင်ဖို့တော့မလွယ်တော့ပါဘူးရွှေဝဲဖို့နေနေတာသာကြက်ဥပြုတ်ဝဲစားဖို့တော့မနှဲစုနေရတာဒါပေမဲ့ခင်ဗျားတို့မသိတာတခုရှိတယ်ခင်ဗျားတို့အိမ်မှာဘယ်သူမှသတိမထားမိတဲ့ရွှေမိုင်းတွေရှိနေတယ်ဆိုတာယုံမလားပတ်စံတပြားမှာပေးစရာမလိုပဲရွှေအစ်စ်တွေတူးဖော်လို့ရမယ်နေရာတခုရှိပါတယ်ဒီနေ့ကျွန်တော်ဓာတ်ကလင်ကအိမ်မှာနေရင်ရွှေရှာနေ urban mining အကြောင်းပြောပြပေးသွားမှာပါဗီဒီယိုဆုံးတဲ့အထိကြည့်ရင်တော့ခင်ဗျားတို့အံ့ဩသွားမှာသိကြတယ်ကဲလျှို့ဝှက်ချက်ကတော့ဝဲမှာမဟုတ်ပါဘူးခင်ဗျားတို့ရဲ့အန်ဆွဲထဲမှာဟိုးအိမ်ကလေးကပြစ်ထားတဲ့ဖုန်းအစုပ်လေးကွန်ပျူတာပြစ်တွေထဲမှာပါဟုတ်ပါတယ်အဲ့ဒီ electronic အမိုက်တွေထဲမှာရွှေရှိပါတယ်ရွှေမိုင်းဆိုတာနဲ့မြေကြီးတွေတူရွှေ့ပွက်တွေထဲဆင်းရမယ်လို့မထင်လိုက်ပါနဲ့အခုခေတ်မှာမြို့ပါအမိုက်တွေထဲကနေရွှေပြန်ထုတ်တာကိုပညာရက်စကားနဲ့ urban mining လို့ခေါ်ပါတယ်ဘာလို့ဖုန်းတွေထဲမှာရွှေထည့်ထားလဲသိလားတတိဖြစ်အောင်ထည့်ထားတာတော့မဟုတ်ဘူးနော်ရွှေဆိုတာတန်ကြီးမတတ်ဘူးပြီးတော့လျှက်စီစီးစင်းမှု conductivity အញ្ញမ်းကောင်းတယ်ဒါကြောင့်ဖုန်းတွေSIM ကတ်တွေကွန်ပျူတာမားဘော်တွေအကြောင်းနေရာတွေမှာရွှေကိုမဖြစ်မနေသုံးရပါတယ်ဒီကိစ္စကိုမယုံပါဆိုလို့ကဘာကျော်တဲ့တက်တဲ့တခုပြမယ်2020တိုကျိုအိုလံပစ်ပွဲတုန်းကစုတစိမ့်တွေကိုမှတ်မိကြလားရွှေတစိမ့်ငွေတစိမ့်ကြေးတစိမ့်စုစုပေါင်းစုတစိမ့်9000လောက်ကိုဂျပန်နိုင်ငံကမြေကြီးတွေကတူးပြီးလွတ်ခဲ့တာမဟုတ်ပါဘူးဂျပန်တနိုင်ငံလုံးကပြည်သူတွေလူတန်းနဲ့ဖုံးအဟောင်း6တန်းကျော်နဲ့တခြားလျှက်စစ်ပစ္စည်းတန်ချင်း9000ကျော်ကိုပြန်လဲတန်စင်ပြီးမှဒီစုတစိမ့်တွေကိုဖန်တီးခဲ့တာပါမိုက်တယ်မလားခမရတို့ကင်ထားတဲ့ဖုံးအစုပ်ကတနေ့ကျရင်အိုလံပစ်ရွှေတစိမ့်ဖြစ်သွားနိုင်တယ်ဗျဒါဆိုအိမ်မှာဘယ်လိုလုပ်မလဲဖုံးတစ်လုံးကိုထုခွဲလိုက်ရင်ရွှေတုံးထွက်လာမလားအဲ့လိုတော့မလွယ်ဘူးဗျဒီ circuit board ပြားလေးတွေကို acid အပြင်းစားတွေနဲ့ဓာတ်ပြူပြီးမှရွှေမုံလေးတွေကွာကြလာပြီးမှအဲ့ဒါကိုအပူချင်းအပြင်းပြင်းနဲ့ပြန်ကြိုလိုက်တော့မှရွှေစစ်စစ်ရတာပေါ့ဒီနေရာမှာအထူးသတိပေးချင်တာကဒါဟာအန်ဒီရဲ့အများများပါတယ်အိမ်မှာကိုယ့်ဘာကိုဆမ်းမလုပ်ပါနဲ့အစိတ်ငုတ်တွေထွက်နိုင်တယ်လို့ acid လောင်းနိုင်ပါတယ်တကယ်တမ်းကျတော့ကျွမ်းကျင်ပညာရှင်တွေနဲ့ဇက်ယုံတွေမှာပဲလုပ်တင်တဲ့အလုပ်ပါကျွန်တော်ကသဘောတရားကိုပြောပြတာနော်အိမ်မှာသွားလုပ်ပြီးမီးလောင်ရင်လူကင်ဖြစ်သွားမှာနော်ကဲအရေးကြီးဆုံးအပိုင်းကိုလာပြီဖုန်းဘယ်နှလုံးရှိရင်ရွှေတစ်ချက်သားရမလဲစည်ရင်းစရာတွေအရစမတ်ဖုန်းအလုံး9ဘယ်လောက်ကိုကြိုချက်လိုက်ရင်ရွှေ1 gram လောက်ပဲရနိုင်ပါတယ်1 gram ဆိုတာတပဲသားတော့မရှိပါဘူးရွှေတစ်ချက်သားဝင်းကျင်ရဖို့ဆိုရင်တော့အိုးဖုန်းအလုံးကြီး60ကျော်9လောက်လိုရမှာလိမ့်မယ်အများကြီးပဲနော်ဒါပေမဲ့နဲတယ်လို့မထင်လိုက်ပါနဲ့တကယ်ရွှေမိုင်းတွေမှာမြေကြီးတတန်ကိုတူးမှရွှေ1 gram လောက်ပဲရတာဖုန်းအဟောင်းတွေတတန်လောက်ကိုဖြော်ချလိုက်ရင်ရွှေ gram 300လောက်အထိရနိုင်ပါတယ်ဆိုတော့တဘာဝရွှေမိုင်းတွေထက်ဖုန်းအစုပ်တွေကရွှေပါဝင်မှုနှုန်း300စားလောက်ပိုများနေတာပေါ့ဆိုတော့ urban mining ဆိုတာကရွှေရဖို့တခုတည်းအတွက်မဟုတ်ပါဘူးဖုန်းအစုပ်လေးကိုဒီတိုင်းလွှင့်ပစ်လိုက်ရင်အစိတ်အတောက်တွေဖြစ်ပြီးကဘာကြီးကိုဒုက္ခပေးနိုင်တယ်အခုလိုပြန်လဲတန်းစင်လိုက်တော့ပိတ်ဆံလေးရကဘာကြီးလေးတက်တာသွားတာပေါ့တကယ်ကြီးတို့အိမ်မှာတော့ပြတ်နေတဲ့ဖုန်းတွေဘယ်နှလုံးရှိလဲခေါင်းမှန်မှာရေးခဲ့ကြအောင်ကျွန်တော်စီလာပို့ထားလဲရတယ်နော်စုလီရွှေထုတ်မလို့ကဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like ပေးခဲ့ပြီးရွှေလိုချင်တဲ့တကယ်ချင်းတွေကို share ပေးလိုက်ပါဦးနောက်အပတ်မှာလည်းဘဲဘော်လေးကဘာတွေဘဟုတုတဝေးမြအောင်မလဲဆိုတာသိအောင် subscribe လုပ်ထားနော် bye bye